မင်္ဂလာပါရှင် KT Home Cooking Vlog ကနေကြိုဆိုလိုက်ပါတယ်ထမင်းစားလို့အရမ်းမိန်နဲ့အာလူဟင်းတစ်ခွက်ချက်ပြပေးသွားပါမယ်ရှင်စီပူလာလို့ရှိရင်စနွေးနှဲငယ်ထည့်ပြီးတော့ကြက်သွန်အဖြူအနီရောထောင်းထားတာကိုစီတက်ပါမယ်ကြက်သွန်နဲ့နွမ်းလာပြီဆိုရင်အယောင်တင်မို့အနှဲငယ်ထည့်ပါမယ်ရှင်အခုလိုအနေထားရောက်လာပြီဆိုရင်ခရမ်းကျင်သည့်လှီးထားတာတွေကိုထည့်ပြီးတော့စီတက်ပါမယ်ခရမ်းကျင်သီးတွေအခုလိုအနေထားရောက်လာပြီဆိုရင်အာလူသီးအနေတော့လှီးထားတာလေးတွေကိုရောထည့်ပြီးတော့ထပ်ပြီးတော့လှိမ့်ပါမယ်ဘိုင်းအောင်ဘိုင်းနာတက်တာစေဖို့အတွက်ငရုတ်သီးစိမ်းညှက်ထားတာလေးတွေကိုပါရောပြီးတော့လှိမ့်ပါမယ်ရှင်အိမ်မှာပဇွန်ကြောက်အနှဲငယ်ကြံသေးတာမလို့ပဇွန်ကြောက်ကလေးတွေပါထပ်ထည့်လိုက်ပါတယ်ရှင်အရသာအတွက်စားအနှဲငယ်ထည့်ပါတယ်။ကျမကငံပြာရည်အရသာကြိုက်တဲ့အတွက်ငံပြာရည်ဒဇွန်ခတ်ပါမယ်။ဒီနေရာမှာအချိုမုတ်စားတဲ့သူတွေကတော့ငံပြာရည်မထည့်ပဲအချိုမုတ်ကိုထည့်နိုင်ပါတယ်။အားလုံးတမအောင်မှွေပြီးသွားပြီဆိုလို့ရှိရင်ရေဆွတ်လိုက်ပါရှင်။အာလူသီးကြက်တဲ့အထိရေကိုခဏခဏဆွတ်ပေးပါရှင်။ရေကို3ခါလောက်ထည့်ပြီးတဲ့အခါမှာတော့အာလူသီးလေးတွေကြက်လာပါထမင်းစားလို့အရန်မိန်နဲ့ဟင်းတစ်ခွက်ရပါပြီရှင်အားလုံးပဲချက်စားကြည့်ပါတကယ်ကိုစားလို့အရန်ကောင်းပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်